မင်္ဂလာပါကျွန်တော်တို့ကော်တူလီယာနေပြီးတော့မှကရင်စာတွေကိုစာရေးလေ့ကျင့်နိုင်ဖို့အတွက် typing tutor လေးကိုထုတ်ပေးလိုက်ပြီးဖြစ်တယ်ပေါ့နော်ဒီ typing tutor မှာဆိုရင် score ကရင်အစစ်ပိုကရင်နောက်ကိုကရင်တွေကိုလည်းစာရေးလေ့ကျင့်နိုင်မှာဖြစ်တယ်ပဲပေါ့နော်အခုကျွန်တော်ကဒီ MacBook ပေါ်မှာ Apple MacBook ပေါ်မှာ typing tutor ကိုဘယ်လိုထည့်သွင်းပြီးတော့အသုံးပြုရမလဲဆိုတာကိုပြပြသွားမှာဖြစ်တယ်ပေါ့နော်ဒီဥစိုးကျွန်တော်တို့ browser လေးတစ်ခုလေးကိုဖွင့်မယ် command space နဲ့ကျွန်တော်တို့ရိုက်စာမယ်ပေါ့နော်Safari ဆိုပြီးရိုက်စာမယ် SAFI Safari နဲ့ SAFARI Safari ဆိုပြီးရိုက်စာမယ်ပြီးရင် Safari လို့ဖွင့်လိုက်မယ် Safari လေးပေါ်လာပြီဆိုရင် Safari ပေါ်လာပြီဆိုရင် address bar မှာကျွန်တော်တို့ရဲ့ website လိပ်စာလေးကိုရိုက်ထည့်မှာဖြစ်တယ်ပေါ့နော်ကောတူလေးဒီမှာပြန်တက်ပြန်ဒီလို Okay เนาะဒီရဲ့ကောတူလေးဒါလေးကိုတော့ဒီစာလေးကိုတော့ကျွန်တော်ရဲ့ post ရဲ့ခေါင်းစဉ်မှာထည့်ထားပေးမှာဖြစ်တယ်ပေါ့နော်ထည့်ပြီးဆိုရင် enter နှိပ်မယ် Okay ဒါဆိုရင်ကျွန်တော်ရဲ့ website စာမျက်နှာပေါ်ရောက်တော့မယ်ပေါ့နော် scroll bar နဲ့အောက်ကိုဆွဲချလိုက်မယ်ဒီအောက်မှာဆိုရင် score ကင်နောက်ပိုကင်နဲ့အစစ်ကင်ကိုတွေ့လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်Apple MacBook သုံးတဲ့လူအတွက်ကအပြန်အောင်လေးဖြစ်ပြီးတော့ဒီဘက် Windows သုံးပြုတဲ့သူတွေအတွက်ကဒီလေးမော်ရောင်လေးဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီကျွန်တော်တို့ရဲ့ MacBook မှာဆိုရင်တော့ဒီ MacBook ကျွန်တော် score ကင်လေးကိုစမ်းပြမှာဖြစ်တဲ့အတွက်ဒီအပြန်အောင်လေးကိုနှိပ်ပြီးတော့ download ဆွဲမယ်ပေါ့နော်နှိပ်မယ် Okay ဒါဆိုရင်ကျွန်တော် download ကကြာသွားပြီပေါ့နော် Okay ကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ Finder လေးကိုဖွင့်လိုက်မယ် Finder လေးက download တွေကိုသွားမယ်ပေါ့နော် Finder တွေက download တွေကိုသွားပြီးတော့မှကျွန်တော်ရဲ့ download ဆွဲတာကိုတွေ့မယ်ပေါ့နော် zip file ဖြစ်တဲ့အတွက်ကျွန်တော်တို့ double click နှိပ်ပြီးတော့ဖွင့်မယ် Okay ဒါဆိုရင် DMG file လေးပေါ်လာလိမ့်မယ်ပေါ့နော် DMG file လေးကို double click နှိပ်မယ် Okay ဒါမျိုးလေးပေါ်လာမယ်ပေါ့နော်ဒါမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့က application ကိုဒီရဲ့ software လေး application တွေကိုဆွဲထည့်မှာပေါ့နော်ဒါလေးကိုဖိဆွဲပြီးတော့မှ application တွေကိုဆွဲထည့်မယ် Okay ဆွဲထည့်ပြီးဆိုရင်ပြီးပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဖွင့်ကြည့်ဖို့လိုမယ်ဒါဆိုပေးလိုက်လို့ရပြီ command space နဲ့ကျွန်တော်တို့ကော်တူလေး typing tutor ဆိုပြီးတော့ဖွင့်ကြည့်မယ်ပေါ့နော် enter Okay ဒါမျိုးပေါ်လာတယ်ဆိုရင်တော့ဒါမျိုးပေါ်လာဆိုရင် done ဖို့ပဲနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ setting လေးကိုသွားမယ် setting လေးရောက်ပြီဆိုရင်ဘယ်ကိုသွားမလဲဆိုတော့ privacy and security ပေါ့နော် privacy and security ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီဘက် channel မှာ scroll လေးနဲ့အောက်ဆွဲချမယ်ဒီရဲ့ security ခေါင်းစဉ်ဆိုတဲ့အောက်လေးမှာ control typing tutor application was blocked to the protect your PC ပေါ့နော်အဲ့ဒီမှာ open anywhere ကိုနှိပ်မယ်ဒီလိုပေါ်လာပြီဆိုရင် open anywhere ကိုပဲရွေးပေးမယ် password တောင်းမယ်ဆိုရင် password ထည့်ပေးမယ် Okay ဒါဆိုရင်ကျွန်တော်ရဲ့ application ကပွင့်သွားပြီပေါ့နော် Okay ဒါဆိုရင်ကျွန်တော်အရင်ပြန်ဆန်းကြည့်မယ်ပေါ့နော်ပြန်ပြီးတော့ဖွင့်ဆန်းကြည့်မယ် command space နဲ့ control typing tutor ဆိုပြီးတော့ဖွင့်မယ် Okay ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်ဖွင့်ကြည့်လို့ရပြီ typing tutor မှာဆိုရင်ဒီ typing learn typing ဆိုတာ typing case ဆိုတာလေးရှိမှာနော် learn typing မှာဆိုရင် learn typing နဲ့ dictionary typing ဆိုတော့ရှိမယ်ဘက်ပြန်မယ်ဆိုရင်အပေါ်နားလေးမှာ home ဆိုတာလေးလေးမယ်ဒါဆိုရင်ဘက်ရောက်ပါပြီပေါ့နော် Okay ပြီးလို့ဆိုရင် typing case ထဲမှာဆိုရင်6ခုရှိမယ်ပေါ့နော်6ခုထဲမှာကိုကျန်နေတဲ့တဲ့ဟာတခုကိုဖွင့်ပြီးတော့ဆော့လို့ရတယ်ပေါ့နော် typing case မှာဆိုရင်ကျွန်တော်တို့ဟိုမှာ charism မှာဆိုပါတော့เนาะ charism ကိုဖွင့်လိုက်မယ်ပြီးဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့အလွယ်အခက်ကိုရွေးချယ်လို့ရတယ်ပေါ့နော် beginner easy medium hard ပေါ့နော်ကျွန်တော် beginner နဲ့ပဲစမ်းမယ် story နေမယ်
ဆိုရင်အဆင်ပြေသွားပြီပေါ့နော်ကျွန်တော်ဘက်ပြန်ဆုံးမယ်ဆိုရင်ကဲလေးကိုနေမယ်ဒီမှာဆိုရင်တစ်စင်းရောက်သွားပြီဆိုရင်နောက်တစ်စင်းထပ်သွားမယ်ဆိုရင်ဟောက်လေးကိုပြန်နေမယ်ပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ